OK စောစောမှာ爸爸妈妈姐姐哥哥弟弟妹妹နော်မိသားစုဝင်တွေကိုအဖေအမေအကိုအမမောင်လေးညီမလေးနော်အဲ့ဒါကိုသင်မိတဲ့ပြင်မှာဒီနေ့ကတော့မင်းလေးတွေပို့ပြီးတော့ချက်ပေးရမယ်။ဒါလဲဆိုတော့နောက်တစ်ခု有一欧有一欧有一欧有有有有有有ကရှိတယ်是နော်有ကရှိတယ်တက်ရဲ့အဓိပ္ပာယ်ကအခုဒီမှာကတော့ရဲ့လို့ပဲမှတ်ထားပြီနော်ရဲ့တခြားလောင်ရှုတွေဘယ်လိုသင်လဲတော့မသိဘူးအမမှတ်ထားတာပေါ့နော်အမရဲ့မြန်မာလိုမှာအမရဲ့ပုံစံတော့တော်တော်များများကတော့ off အင်္ဂလိပ်လိုဆိုရင်တော့ off ကရဲ့လေပိုင်ဆိုင်မှုကိုပြချင်တယ်ဆိုရင် off သုံးကြတယ်လေ apostrophe s တို့ off တို့သုံးတယ်ဒီမှာရဲ့မှာဝေါ်တဲ့ဆိုရင်မိုင်ငါရဲ့နော်အင်္ဂလိပ်လိုဆိုရင်တော့မိုင်ဒါပေမဲ့မိုင်းမဟုတ်ဘူးနော် m i n e မိုင်းအဲ့ဒါမိုင်းမဟုတ်ဘူးနော်မိုင်ဝေါ်တဲ့ကမိုင်ကဲဟွာစစောကကအဲ့ဒါမဟုတ်ဘူးနော်ဟွာစစောကတစ်တန်ပြောခဲ့တယ်ဖြီးမှာတစ်တန်နဲ့နှစ်တန်သုံးတန်လေးတန်အထိပ္ပယ်တွေကတစ်ခုစီတက်ရှိတယ်ဖြီးက GE တော့တူတယ်ဒါပေမဲ့တစ်တန်နှစ်တန်သုံးတန်လေးတန်ဒါကတစ်တန်ဒါကလေးတန်နော်အဲ့တော့ကမဲရှာဝက်နော်တစ်ခုတစ်ကောင်တစ်ယောက်တူတစ်ခုတစ်ကောင်တစ်ယောက်အဲ့လိုပုံစံမျိုးကိုသုံးတာဒါပေမဲ့တရိတ်ဆန်တွေမှာမဲရှာဝက်သူ့ဟာနဲ့သူတည်တန့်ရှိတယ်ဒါပေမဲ့လူတွေမှာတော့နောက်တစ်ခုရှိသေးတယ် wait အဲဆိုရင်တော့လေးစားရတဲ့လူပုဂ္ဂိုလ်တွေကိုခေါ်ခြင်းနဲ့တုံးလုံးခြင်းနဲ့ဆိုရင်ကတော့ဝိနဲ့တုံးတယ်ဒါပေမဲ့တော်တော်များများကလူဦးရေရေးအတွက်မှာဆိုရင်တော့ကဲ့တယ်တဲ့တုံးတယ်နော်အဲ့တော့အများကြီးကြက်နေရမှာဆိုလို့ကဲ့ကိုကျွန်မတော့ကဲ့ပဲတုံးတာများလို့ကဲ့ပဲမှတ်ထားတယ်နော်အဲ့တော့ကဲ့ကဥမာတစ်ယောက်ဆိုရင်ဤကဲ့နှစ်ယောက်ဆိုရင်အော်ကဲ့လို့မလာဘူးလျံကဲ့အော်ကဲ့လို့မလာဘူးအဲ့မှာနှစ်ကိုလူဦးနေအရေးအတွက်မှာသုံးမယ်ဆိုရင်လဲရီအောင်လျံမှာထည့်ပြီးတော့မှတ်ထားပြီနော်အဲ့တော့ဤကဲ့လျံကဲ့စမ်းကဲ့စစ်ကဲ့ဘူးကဲ့အဲ့ဒါဆိုရင်လူတဦးနှစ်ဦးသုံးဦးလို့လည်းပြောလို့ရတယ်လို့တစ်ယောက်နှစ်ယောက်သုံးယောက်လို့လည်းပြောလို့ရတယ်ဟုတ်ပါဤကဲ့ဆိုရင်တစ်ခုအဲ့လိုလည်းသုံးတယ်